အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ကျမသမီးရဲ့အကြောင်းပါပေါ့နော်အမေအဖြစ်ရက်တစ်ပိုင်းလာလောက်တာပါသူတို့ကြတော့ကနေ့တစ်ပိုင်းပဲလောက်ရမှာသူ့အမေကအကုန်လုံးပဲအင်္ဂလိပ်လိုနဲ့ပြောချတာတော့မဟုတ်လည်းငါနားမလဲဘူးတဲ့သွားပေးပါဆိုလို့သွားတာဟိုတက်ကလည်းသူသွားပေးချင်တယ်ဒီရက်ကျတော့ဆီယမတော့ share ပဲအင်္ဂလိပ်စကားဆိုဦးနော်ထိုင်းသူလို့တော့မပြောရဘူးချွတ်ထိုင်းသူလည်း share ပဲဒါပေမဲ့နိုင်ငံခြားဆီယမတွေလည်းများတယ်အဲကြောင့်ဒီရက်ကျတော့အမေအဖြစ်ရက်တစ်ပိုင်းဆိုတော့ဒါခမဆောင်တဲ့ဝင်တဲ့အချိန်ပေါ့နော်ကဲဒါကတော့အစည်းအဝေးခမထက်ရောက်ပါပြီနော်အစည်းအဝေးဆောက်ဖို့တဲ့ဆီယမတွေလူတွေဆောင်အောင်ဆီယမတွေဆောင်နေတာပေါ့နော်ကဲလူလက်ဆောင်လို့အစည်းအဝေးလည်းပြီးသွားပါပြီရှင်ပြအောင်မယ်နော်ကျမတထေးမှာကျမရက်ဆက်လိုက်ပုံကညာနော်မပြောချင်ဘူးလောက်ကြည့်ရက်ဆက်သွားတယ်ဆိုနော်ဟုတ်တယ်ကတဲ့ဒီလိုပြောရတာတဲ့ဆီယမတွေကအင်္ဂလိပ်လိုပဲပြောသွားတယ်တဲ့ငါတလုံးကနားမလဲတော့ဒီရက်နေသွားပြီပါဆိုတော့နော်ကလေးရဲ့မိဘအစာစီဝေးတက်တာပေါ့နော်အစီဝေးတက်တာကလည်းဆိုထိုင်းလေးပြောချသွားတာကျမကနော် it's too bad ထိုင်းလေးပြောချတာတော့ကျမကလေအစားအဆုံးထိုင်းလို့သားထောက်ချက်တလုံးကလေးပဲနားလေကွာကိုထိုင်းလို့အဲ့လိုက်မတက်ဆိုတော့ဘာလုပ်ကြလဲဆိုသူများတွေအကုန်ပြန်ပြီးတော့ဆီယမကိုခေါ်ပြီးတော့ကျမကလေအစနေအဆုံးပြရှင်းပြခိုင်းရတယ်နော်ဆိုတော့ဘယ်လိုလုပ်ရမလဲရစလိုက်လေတဲ့ချိန်မှာဒီကမြမှာတော့အင်္ဂလိပ်လိုပြောမယ်ပေါ့နော်အင်္ဂလိပ်ပြောငါနားမလို့အကုန်လုံးအင်္ဂလိပ်လိုလည်းမဟုတ်ချတာတော့ငါနားမလည်ဘူးတဲ့ငါနားမလဲတက်တက်နဲ့သွားပြီးတော့သွားလိုက်တော့ကျမထိုင်းလို့လည်းမဟုတ်ချတာသွားနေကြရမယ်လိုက်ရောက်နေပြီတော့အလကားတော့ပြင်ခံတော့ဆီယမကိုပြန်ခေါ်ပြီးတော့ထိုင်းတာအစနေအဆုံးပြန်မေးတာပြောပြတာတော်ရင်ကျမတော်ရင်